မရဲ့ဝမ်းကွင်းညီလေးကသူ့ရဲ့ကလေးကရင်ပေါ်ကနေတော်တက်ဖို့ကြိုးစားနေတာကိုသူမသတိထားမိလိုက်ပါတယ်မိဖို့ကြောင့်ဘက်ကိုတစ်ချက်လှည့်ကြည့်ရင်သူတခါငိုရင်ဘယ်တော့မှမရက်တော့တာကိုလည်းတွေးမိနေမိပါတယ်အမိနစ်ကြာမှာတော့သူမအပေါ်ထက်ကိုတူတူလေးတက်သွားခဲ့တယ်သူမရဲ့ညီလေးကရေဦးကန်ရဲ့အစွန်းထိသွားရောက်ရှိနေပါပြီသူရေထဲပြုတ်ကျတော့မယ့်အချိန်မှာသူမရဲ့နှကန်းတောင်မှာတော့အေးဆက်တဲ့ပြုံးတစ်ခုဖြစ်ပေါ်နေပါတယ်ဒီလိုရေးကြီးတဲ့အချိန်မှာပဲအတော်ကပြေးလွှားရောက်လာပြီးကလေးကိုဆွဲယူလိုက်ပါတယ်စွန်ကျန်တန်ကြားလို့ဦးလေးလည်းပြေးလွှားထွက်လာခဲ့တယ်အတော်ကဦးလေးတောင်းမဲ့တယ်ဆိုပြီးဒေါသကြီးစူပူပါတော့တယ်ဦးလေးကတော့သူ့ကလေးကိုဘေးကင်းအောင်ထားခဲ့ပါတယ်လို့ဘလို့ပဲရှင်းပြအတော်ကတော့နားမထောင်ပဲကလေးကိုကြည့်ပြီးထွက်သွားပါတယ်ဒါပေမဲ့ဦးလေးကတော့တခုမှနေပြီးဆိုရိမ့်မိလိုက်တယ်ရေဦးကန်ဘေးမှာမုတ်တစ်ဖက်ပြုတ်ကျနေတာကိုတွေးလိုက်ရလို့ပါဦးလေးမမိနေတာကအဲ့ဒီမို့ကမိဖို့ကြောင့်ထဲမှာကြံခဲ့တာပါပို့ပြီးတန်တရားဖြစ်စရာကောင်းတာဟာတကားချက်ဟာဇုံတယောက်ကတူတူလေးဖွင့်ထားသလိုဖြစ်နေတာပါပဲညစာစားစီရောက်တဲ့အခါမိသားစုအားလုံးဝိုင်းဖွဲထိုင်လိုက်ကြတယ်ဝေးစားထားတဲ့သူမတယောက်အနေနဲ့သူမဟာဦးလေးနဲ့အတော်ကချစ်ဆုံးဖြစ်ခဲ့ပေမဲ့ဒီနေ့မှာတော့ထူးဆန်းတဲ့ဖြစ်ပျက်တွေကတစ်ခုပြီးတစ်ခုစတိုက်ဖြစ်ပေါ်လာပါတော့တယ်အတော်သမင်းဝိုင်းကနေထပြီးထွက်သွားတဲ့တပြိုင်နက်သူမကသူတို့နှစ်ယောက်ဆက်ဆံရေးဘယ်လိုရှိလဲဆိုတော့သမင်းကယူရချက်ရှိမေးပြလိုက်ပါတယ်ဒီလိုမျိုးတိတန်လုံးနဲ့စမ်းသပ်စစ်ဆေးမှုကဦးလေးကိုစိတ်မတက်မတာဖြစ်သွားစေပါတယ်